Hello အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေလာကပါကျွန်တော်ဒီ comment လေးကို reply ပြန်ပေးခြင်းလို့ပါခင်ဗျာ gas ဘူးအသေးလေး3နေရာပါတဲ့3တာနိုင်ဝက်လောက်ကြာရင်ဘူးထဲတဲ့နေရာကမီထလောင်ပါတယ်ဆိုင်မှာလည်းပြပေးမယ်ခဏဖြစ်နေလို့ပါတဲ့အဲ့ဆိုလို့ရှိရင်တော့အဲ့မီးဖို့ဆက်မသုံးနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဆက်သုံးမယ်ဆိုရင်အနေများပါတယ်ဘာဖြစ်လို့လဲဆိုတော့ကပ်ဘူးထဲတဲ့နေရာမီထလောင်ပါတယ်ဆိုမှတော့ကပ်ဘူးကအချိန်မဟုတ်တစ်ချိန်တော့အပူလွန်ခဲ့ပြီးပေါက်နိုင်ပါတယ်အဲ့လိုဂတ်ဘူးထဲတဲ့နေရာကမီထလောင်နေဆိုတာကအမဒီဂတ်ဘူးထဲတဲ့ထိပ်မှာကျွန်တော်တို့ဒီ governor အုံလေးရှိပါတယ်အဲ့ governor အုံလေးက gas မလုံတော့တာဖြစ်ပါတယ် gas ကိုစိတ်နေတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်အမြဲတမ်းပြောနေတဲ့ safety pin ပါအမမီးဖို့မှာ safety pin မပါတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကအဲ့ governor အုံကြီးတစ်ခုလုံးဖြုတ်လဲတာမျိုးလုပ်ရင်မလုပ်လို့ရှိရင်တော့အမမီးဖို့ဆက်မသုံးပါနဲ့ဆက်သုံးမယ်ဆိုလို့ရှိရင်ရေရှည်အတွက်အနေများပါတယ်ဆိုတော့ကျွန်တော်အမြဲတမ်းပြောသလိုမျိုးပဲကျွန်တော်တို့က gas ရောင်းတဲ့သူတွေပါ gas မီးဖို့ရောင်းတဲ့သူတွေဖြစ်ပါတယ်အဲကြတော့ကျွန်တော်တို့အသုံးပြုသူလေးဘေးရန်ရကင်းရှင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ကနံပါတ်1ကsafety ဘိုင်းပါ safety ဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့က quality ကောင်းတဲ့မီးဖို့တွေကိုရောင်းပေးတယ်quality ကောင်းလေးတွေကို customer တွေကိုသုံးဖို့တိုက်တွန်းလေးရှိပါတယ်quality ကောင်းတယ်ဆိုမှတော့အမရဲ့ quality ကောင်းတဲ့နောက်မှာတော့ဈေးတန်းလေးတစ်ခုရှိတာပေါ့ဈေးနည်းနည်းလေးနဲ့တော့ quality ကောင်းတဲ့ပစ္စည်းမျိုးကိုမရနိုင်ပါဘူးgas မီးဖို့ဆိုတာကျွန်တော်တို့အိမ်တွေမှာနှိမ့်စင်နေများချက်ပြုတ်နေရတာဖြစ်ပါတယ်အိမ်ရဲ့မီးဖို့ကြောင့်မှအမြဲတမ်း run နေရတဲ့ပစ္စည်းဖြစ်ပါတယ်အဲ့လိုပစ္စည်းလေးတွေကနေတူကအသုံးပြုရတဲ့အခါမှာကျွန်တော်တို့က quality ကောင်းတာလေးတွေဈေးတန်းတစ်ခုရှိတဲ့ဟာလေးကိုရွေးချယ်သုံးစေချင်ပါတယ်ပေါ်ပဲနဲ့ရတဲ့ဟာလေးတွေကပေါ်ပဲ quality ကိုပဲသွားမှာဖြစ်ပါတယ်အဲ့လိုပေါ်ပဲ quality မှာလည်းအသုံးပြုသူတွေဘေးကနေကင်းရှင်းရေးကိုလည်းအများကြီးသူတို့ထည့်မပေးနိုင်ပါဘူးကျွန်တော်တို့ဘယ်အရာပဲဖြစ်ဖြစ်safety ဘိုင်းကောင်းလေးဈေးကြီးလေးဖြစ်ပါတယ်အဲ့ဒါကဘယ်မှာပဲဖြစ်ပါsafety ဘိုင်းကောင်းတယ်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ဘယ်ဟာပဲဖြစ်ကဈေးကြီးပါတယ်အဲ့တော့ကျွန်တော်ပစ္စည်းတွေဝယ်တဲ့အခါမှာဈေးကြီးတာကိုမကြောက်ပါနဲ့ quality ကိုကြည့်ပါရေရှည်အသုံး quality ကောင်းတယ်ဈေးကြီးတယ်ဆိုလို့ရှိရင်ရေရှည်အသုံးခံမယ်နံပါတ်1တစ်ချက်ကရေရှည်သုံးခံမယ်နောက်တစ်ခုကကျတော့ဘေးရန်နေကင်းရှင်းမယ်နောက်တစ်ခုကကျတော့ရေရှည်သုံးခံပြီးဘေးရန်နေကင်းရှင်းတာဖြစ်တဲ့အတွက်စိတ်ချမ်းသာမယ်နံပါတ်4တစ်ချက်ကကျတော့ရေရှည်သုံးခံတာဖြစ်တဲ့အတွက်ထပ်ခါဝယ်ရတဲ့အခါမှာထပ်ခါကုန်ကျမှုတွေမရှိတော့တဲ့အခါကျတော့အိမ်ရဲ့ငွေယူပေါက်ကိုလည်းပိတ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်အဲကြတော့ကျွန်တော်အသုံးပြုသူတွေကိုပြောချင်ပါတယ်အဲ့လိုမျိုးဖြစ်နေတဲ့ပစ္စည်းတွေကိုအရေးစွန်ပြီးတော့ဆက်ပြီးတော့မသုံးပါနဲ့ပြစ်တင်ပြစ်လိုက်ပါအစ်စ်ဝယ်တင်ဝယ်လိုက်ပါပြုပြင်မယ်ဆိုလို့ရှိရင်လည်းတိတိကျကျပြင်ပေးနိုင်တဲ့တိတိကျကျလေးကိုမှကဲလုပ်ပေးနိုင်တဲ့gas မီးဖို့ပြင်တဲ့ဆိုင်တွေမှာသွားပြီးတော့ပြင်ပါနော်အဲ့လိုမျိုးဟာတွေကပဲစိတ်ချရမှာဖြစ်ပါတယ်ခင်ဗျာအမကဘယ်မြို့မှာနေရလဲတော့မသိဘူးတကယ်လို့အမနေတဲ့မြို့လေးကိုသိရဆိုလို့ရှိရင်ကျွန်တော် gas မီးဖို့ကောင်းပြင်ပေးနိုင်တဲ့သူတွေကိုတော်တော်များများသိပါတယ်အဲကြတော့အမနေတဲ့မြို့လေးကိုသာသိရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်မှာသွားပြင်ဆိုပြီးတော့ညွှန်ပေးမိမှာပါဟုတ်ကဲ့ပါအခုလိုလေး comment ဝင်ရေးအတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကလည်းကျွန်တော်ရှိမှာ comment ဝင်ရေးတဲ့သူတွေကိုအမြဲတမ်း view design နဲ့ reply ပြန်ပေးနေရဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါမင်္ဂလာရှိသောညလေးဖြစ်ပါစေခင်ဗျာရွှေလာကပါ